နာဒီဘဝကဘယ်ကိုသွားမလဲတန်တရားတစ်ထောင်နာတဲ့ဒီလူဘဝမှာပြုံးရပြောကြရုပ်ကံရှာဖွေလို့သာအသက်တွေကြီးတနည်းနည်းနဲ့ပြရအောင်မှာတနေ့ကဘာမှမကြောက်တလဆိုတာဘာမှမသိတရခရီးကမြတ်စည်းလက်ပမာနှုတ်ပြိုအစင်းတဖြည်းဖြည်းနဲ့ဦးမင်းလို့လားစီစိတ်ဥစ္စာအသက်ခန္ဓာပြောက်ဆုံးနောက်ဆုံးတော့ဘာမှမပါလောဘဒေါသမောဟတွေမှထောင်လွှားလို့အရှက်ကြောက်ကင်းကငါးသီလအပြစ်များစွာကျူးလွန်တဲ့အခါတန်တရားဝဲခရက်မှာတွဲဖက်စရာကုသိုလ်ကင်းငရဲတွင်သက်ဆင်းရလိမ့်မှာတန်တရားဝတ်တွင်လူကင်းမှုအရေးမှာတရားဒေသနာတမထဝိပဿနာဝါညာကအားထုတ်ဖို့ရာကံညာမွဲကကိလေသာတဏမီကြောင့်ခရီးကမတွင်တတိနဲ့ရှင်ခဏအတိကနဲ့လွန်နာမို့ထင်းမလောက်မပေါခရီးမရောက်ရှာထူးမြတ်တဲ့ဉာဏ်စဉ်တရားတွေပေါ်လွင်အောင်အတွေ့များဖယားတပြေတော့အားပေးသနာတော်မူပါဖယားအော်တရက်တရက်နဲ့တဖြည်းဖြည်းအသက်တွေကြီးလို့ရှာမီဥစ္စာအသက်ခန္ဓာအတွက်အမျက်ဒေါသလောဘတွေမကင်းသိခြင်းကအစိုးမရတမထဝိပဿနာပွားများကစိတ်ကကြံကံဉာဏ်နဲ့လျော့တလားမောဟရဲ့အတွေ့ဘဝင်တတိနဲ့ရှင်ထင်သလောက်မပေါက်ခရီးမရောက်ရှာလီတော့